အားလုံးပဲမင်္ဂလာပါဗျတကယ်ထုတ်ရင်တကယ်လေးပြီးပြီတကယ်လေးရတဲ့တကယ်လေးအဆင်ပြေတဲ့ဂိမ်းလေးတစ်ခုကြောင်းကိုကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ဒီဂိမ်းလေးကတော့7-3လုံးပြုံးဝင်ဂိမ်းလေးပဲဖြစ်ပါတယ်ဗျဒီဂိမ်းကတော့ကျွန်တော်ချစ်ချင်းမှာကျွန်တော်တို့ Wingo CK Lottery ဂိမ်းလေးနဲ့လည်းလားတဲ့ဆင်ပါတယ်ဗျဒီဂိမ်းကကြတော့ကျွန်တော်တို့ဒီ VPN นี่ကျွန်တော်ဘာမှကြော်စရာမလိုဗျ Wingo တွေ CK Lottery မှာတော့ကျွန်တော်တို့အခုနောက်ပိုင်းဒီ game server ပြဿနာလေးတွေကျွန်တော်တို့ VPN ကြော်ရတာရှိပါဗျ VPN ကြော်ရင်တော့ပဲကျွန်တော်တို့ US VPN ဆိုရင်အဆင်ပြေတာကြောင့်ကျွန်တော်တို့ game နဲ့ဝင်လို့မရလို့ကျွန်တော်တို့ error လေးတွေဖြစ်တာများတယ်အခုဒီ game မှာကျတော့ဒါမျိုးတွေမဖြစ်ဘူးကျွန်တော်တို့ပုံမှန် slot ကြီးကစားလို့ပဲကစားလို့ရပါတယ်ဒီထဲမှာဆိုရင် game ပေါင်းလဲ900ကျော်ပါတာဖြစ်တဲ့အတွက်ကြောင့်ကိုကြိုက်နေတဲ့ game ငန်းလေးတွေကိုဝင်ဆော့နိုင်ပါတယ်ဒီထဲမှာပါတယ်ကျွန်တော်ဒီ Wingo ပေါ့နော် K3 Lottery ပေါ့နော်ဒီ game လေးကြီးအကြောင်းတော့ကျွန်တော်အနေငယ်ရှင်းပြပေးခြင်းပါတယ်ဒီဗီဒီယိုလေးကိုလည်းကျွန်တော်ချက်ချင်းမှာအခြား CK Lottery Wingo Lottery ပေါ့နော်ကျွန်တော်ကစားပြထားလေးလည်းရှိပါတယ်တကယ်လို့စိတ်ပါဝင်စားရင်အဲ့ဒီမှာလည်းကျွန်တော်ဒီ channel ထဲမှာဝင်ကြည့်လို့ရပါတယ်ဗျာနော်အခုတော့ကျွန်တော်ဒီ7-3လုံးပြုံးဝင် game အကြောင်းလေးကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်နည်းနည်းပါးလေးကျွန်တော်ရှင်းပြသွားမယ်စိတ်ပါဝင်စားတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးလိုက်ကြည့်ပေးပါဗျာဒီမှာဆိုရင်လည်း game site ပေါင်းကအများကြီးရှိတယ်ဒီမှာကျွန်တော်တို့ဒီမှာ lobby ရှိမယ်ကျွန်တော်တို့ lottery ရှိမယ် popular ရှိမယ် slot ရှိမယ် mini game တွေရှိမယ်เนาะဒီဘားတန်းလေးကိုဆွဲကြည့်ရင်တော့ဒီမှာရှိတဲ့ game site တွေအများကြီးကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီမှာ game site တွေကလည်းကျွန်တော်တို့ဒီအောက်မှာဒီမှာကိုရှာနေတော့ game site တွေအများကြီးရှိတယ် game ပေါင်း900အနီးပါးလောက်ရှိတယ်ဘောလုံးပွဲ casino အစုံရှိတယ်ပေါ့ဗျာဒါပေမဲ့အဲ့ဒီထဲမှာဒီမှာ Wingo ကစားခြင်းနေဆိုရင် Wingo ဆိုတာရှိတယ် Wingo ဆိုတာကတော့ကျွန်တော်တို့CK Lottery Set Lottery ဒီမှာကျွန်တော်တို့ကစားခဲ့တဲ့ဒီကစားနည်းတွေပေါ့နော်TikTok မှာဆိုရင်တော့ကျွန်တော်တို့ color trading ကျွန်တော်တို့ဒီနေ့ကိုဘလောက်ဝင်ငွေရှိတယ်ဘလောက်ရရတယ်ဆိုတော့ကစားနည်းပေါ့နော်ဒါကိုသူတို့က color trading လို့ခေါ်တာပါကျွန်တော်အမှန်တကယ်တော့ဒါကတော့ Wingo ဒီကစားနည်းပါပဲပေါ့နော်အဲ့တော့ဒီဥစ္စာကိုကျွန်တော်လက်ရှိမှာလက်တွေ့ကစားပြမယ်ပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ဒီ7-3လုံးပြင်ဝင်ရလောင်းကအဆင်ပြေလားမပြေလားဆိုတော့မိတ်ဆွေတို့လည်းသိရှိအောင်ကျွန်တော်ကစားတာလေးကိုမိတ်ဆွေတို့စုံအောင်ကြည့်ပြီးတော့မှအဆင်ပြေရဆိုရင်လည်း like လုပ်ကြည့်နိုင်ပါတယ် Let's go အချိန်ကပွဲစဉ်တွေကတော့ကျွန်တော်တို့ဒီမှာစက္ကန့်30ပွဲစဉ်ရှိမယ်10မိနစ်ပွဲစဉ်ရှိမယ်3မိနစ်ပွဲစဉ်ရှိမယ်5မိနစ်ပွဲစဉ်ပါနော်ဒါကတော့ဒီနေရာကတော့ကျွန်တော်တို့ဒီမှာဝယ်ရန်ကြံချိန်ဆိုတော့ဒီစက္ကန့်လေး5စက္ကန့်ပါရှိတော့ရဆိုတော့ကျွန်တော်တို့ဒီထိုးတာတွေကစားတာတွေတော့ဘာမှလုပ်မရဘူးဒီ5စက္ကန့်မပြည့်ခင်အချိန်ကလေးမှာတော့ကျွန်တော်ကစားတာပါနော်အဲ့ဒီလိုမျိုးကစားတာမျိုးကအဆင်မပြေဘူးဆိုတော့ဒီမှာမိနစ်ပွဲစဉ်လို့ယူလိုက်လို့ရတယ်10မိနစ်ပွဲစဉ်လို့ရွှေ့လိုက်လို့ရပါတော့10မိနစ်ပွဲစဉ်ဆိုရင်လည်းဒီမှာအခုကစားလို့ရကစားတာကြောင့်လည်းပါလဲဆိုတော့ဟိုအရင်ကကျွန်တော်ဗီဒီယိုလေးလုပ်ပေးခဲ့တာရှိတယ်ဘယ်လိုကစားရလဲဆိုရင်တော့ဖြစ်ကျွန်တော်ဒီအောက်ကထွက်စင်လေးကိုကြည့်ပြီးတော့လိုက်ကစားရတာပေါ့ဗျာထွက်စင်ဆိုတော့ဒီမှာအကြီးရဲ့အသေးရဲ့နှမျိုးရှိတယ်အရောင်ဆိုရင်လည်းနောက်ပြီးတော့ဒီမှာအစိမ်းရဲ့အနီရဲ့ပေါ့နော်လေကပန်းရောင်ဆိုတော့ကျွန်တော်တို့မကစားလိုက်ရပါတယ်ပေါ့နော်အဲ့တော့အဓိက main ကစားတော့အရောင်ကစားခြင်းနဲ့ဆိုရင်တော့အစိမ်းရဲ့အနီရဲ့အကြီးသေးကစားခြင်းနဲ့ဆိုရင်တော့ဒီမှာအကြီးရဲ့အသေးရဲ့ဒါပဲဗျဒီကတော့ပန်းနဲ့ကောင်းသဘောပဲအဲ့တော့ဒီအောက်မှာထွက်စင်တွေကအခုဒီမှာကျွန်တော်ကစားပြရတယ်ကျွန်တော်က3,400ကျော်ရှိတယ်အဲ့တော့ဒီမှာအသေး3ချိန်ထွက်တာရဆိုတော့ကျွန်တော်ဘာကစားမလဲဆိုတော့ကျွန်တော်အနီရောင်ကစားကြည့်မယ်ဗျာ2000လောက်ကစားကြည့်မယ်တပေါင်းကိုနှစ်နဲ့ပေါင်းလိုက်တော့ကျွန်တော်2000ဖြစ်နေကြတော့ဒီဘက်ကမှရေးရတယ်ရေးဆိုင်ပါအားတော့ဘယ်လိုခေါ်မလဲကျွန်တော်တို့1000ထွင်1000ပြင်ရမယ်ဗျာ9000ထွင်9000ပြင်ရမယ်ဒီကိုရွေးချယ်မှုကမှန်ကန်နေဆိုရင်အစိမ့်ဆိုတော့ကျွန်တော်2000ထွင်တဲ့ရှုံးသွားတယ်ဗျကံမကောင်းပါဘောနော်အဲ့ဒါသူတို့ဒီပြတယ်ဗျအဲ့တော့ဟုတ်ပြီဗျဟုတ်ပြီဗျဆိုတော့ကျွန်တော်ဘာထက်စကားသားမလဲဆိုတော့ကျွန်တော်အသေးကစားကြည့်မယ်ဗျအသေးကိုကျွန်တော်ဒီမှာအသေးကိုထောက်လိုက်မယ်ထောက်ပြီးတော့ဒီမှာ1000အမြတ်9000ပေါ့ဒါကျွန်တော်တို့လည်းမကစားကြပါနဲ့အဲကျွန်တော်တစ်ခါလေးပြောတာပါကျွန်တော်ကတော့ဒါဘယ်လိုကစားရင်ဘယ်လိုပြင်ရမယ်ဆိုတာလေးနည်းနည်းအများသဘောတရားနားလည်နေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကစားရရပါတော့ကျွန်တော်တို့ဒီမှာထွက်စင်စရာကတော့ဒီမှာပေါ့ဗျာထွက်စင်စရာကဒီမှာဒီ line ထဲမှာရှိရပါတော့ဒါပြပေးထားတာပေါ့ကျွန်တော်ထွက်လာတဲ့နေ့ကထွက်စင်စရာဒါရောပွဲစဉ်အမှတ်တွေပေါ့နော်ဒီမှာပွဲစဉ်အမှတ်တွေဒီမှာဒါဆိုရင်တော့ပွဲစဉ်အမှတ်တွေကျွန်တော်တို့ဖုန်းမှာဆက်လုံးခွင့်လဲဆက်လုံးရဲ့ထွက်စင်စရာနဲ့အကုန်လုံးတသားလေးတန်းလူဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုကတော့ဟိုအကြီးကြိုက်ဟိုမှာအသေးကြနေရမျိုးတော့မဟုတ်ဘူးကျွန်တော်အသေးထိုးတာကျွန်တော်9000ထိုးရဘူးဒီမှာ9000ဆိုရင်ကျွန်တော်ဟိုကတသိန်းကျော်ရှိရလေးရဘူးတသိန်း6000 9000လောက်ဖြစ်သွားပြီဗျအဲ့လိုပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်မြင်လို့ဆိုရင်ဒီမှာဝဲစဉ်တရားကျွန်တော်လက်ကြည့်တာပေါ့နော်ဒီမှာဆိုတော်တော်များအသေးမြူးနေတယ်ဗျအသေးမြူးနေတဲ့အချိန်ဖြစ်တဲ့ခါကျတော့အဲ့အသေးလေးလိုက်ကစားကြည့်မယ်ဗျနောက်ထပ်လည်းကျွန်တော်အသေးကိုကျွန်တော်2000လောက်ထပ်ကစားကြည့်မယ်ဒီမှာကျွန်တော်အပေါင်းလေးနဲ့တော့နှိမ့်ဖြစ်သွားရင်ဒါ2000ကျွန်တော်ထိုးပြီးသွားပြီဟုတ်ပြီဒါဝင်ဖို့ကစားနေပါနော်ဟိုလက်ရှိကရန်စင်ပြီးတဲ့7-3လုံးပြင်ဝင်ခိုင်းပါနော်ဒီမှာကျတော့ slot တွေလည်းအစုံပါတယ်ဗျာဟုတ်တယ်ဗျအသေးပဲ